စားဆင်ញင်မှုတောကဆိုတာဘယ်လိုဟာမျိုးကြမှာတောကဖြစ်တာတော့ဆိုရင်ငါတရားတော့မှာဆိုတဲ့ငါဆိုတဲ့အတွေးနဲ့ငါဘဝကြီးပြီးတော့မှာလို့ငါဘဝဆိုတဲ့အတွေးငါနဲ့ငါဟာလို့ဆိုတာကိုမတွေးတော့ပဲနဲ့အခုခန္ဓာ၅ပါးပဲခန္ဓာ၅ပါးကြီးဟာဒုက္ခတွေခံနေရပြီဒီခန္ဓာ၅ပါးကြီးဟာမကြခင်ချုပ်ပြောက်သွားတော့မယ်အစိရံဝတ္တယံကာယောပထဝေအဓိတတတိဒီခန္ဓာကိုယ်ကြီးဟာမကြခင်ပဲမြေကြီးထဲရောက်ရတော့မယ်ဒီလိုတွေးခန္ဓာပဲငါတရားမယ်လို့မတွေးဘူးเนาะတရားနဲ့ကြတော့ငါဆိုတာတခုမှမရှိပါလားသူခန္ဓာပဲရှိတာပဲမြတ်စွာဘုရားဟောထားတယ်သင်္ခါရတရားဆိုတာဖြစ်ပြီးပြတ်သွားမှာပဲအဲ့တော့ငါကထင်နေတာငါယောဂခံနေရတယ်လို့ထင်တယ်ငါသားငါသမီးတွေငါပစ္စည်းတွေနဲ့ခွဲရမယ်လို့ငါထင်နေတယ်မဟုတ်ဘူးငါဆိုတာတခုမှမရှိဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာလည်းမရှိဘူးဆိုတဲ့ဒီအတွေးလေးတွေတွေးနေတာကွာ